brother တို့အနေနဲ့ Minecraft Java ကိုဖုန်းပေါ်မှာဆော့လို့ရမယ်ဆိုရင်ရောစိတ်ဝင်စားလားဗျ။ Okay ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Minecraft Java version ကိုဘယ်လိုတောင်းရမလဲနောက်ပြီးဘယ်လိုတွေလုပ်ရမလဲဆိုတာဒီဗီဒီယိုမှာပြောပြတော့မှာဖြစ်ပါတယ်ဗျ။ Wait ကြော်ညာလေးတစ်ခုဝင်ပြစေ။ကျွန်တော်မှာအတစ်နီးပါလို့ပြောလို့ရသေးတဲ့ laptop လေးတစ်ခုရှိပါတယ်ဗျ။မီးစင်မပြေလို့မသုံးဖြစ်တာလေးပါပဲဗျ။ကိုလူတို့အနေနဲ့ Minecraft ပဲဆော့မလား Roblox ပဲဆော့မလားဒါမှမဟုတ်ရုံးမှာပဲတုံးမလားအကုန်လုပ်လို့ရပါတယ်ဗျ။အဲ့ဒီ laptop လေးကိုတော့ကျွန်တော်10သိန်းတိနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဗျ။ brother စိတ်ဝင်စားတယ်ဆိုရင်ချက်ပေါက်မှာလာပြောလို့ရပါတယ်ဗျ။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ Google မှာ POJAV launcher လို့ရိုက်ချလိုက်ပါဗျ။ Okay ဒီလိုမျိုးရှာပြီးပြီဆိုရင်တော့ကျွန်တော်တို့အောက်ကိုဆွဲချပြီးဒုတိယ website လေးကိုဝင်ပေးလိုက်ပါဗျ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲချပြီးတော့ဒီလိမ်မုံရောင် download စာလေးကိုနှိပ်ပေးလိုက်ပါဗျ။ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ညာဘက်က download ကိုနှိပ်လိုက်ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့ download ပြေးတာကိုစောင့်လိုက်ပါဗျ။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ app လေးကို install ပေးလိုက်ပါဗျ။ Okay install ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ဖုန်းမှာရှိတဲ့ VPN တစ်ခုခုကိုချိန်လိုက်ပါဗျ။ကျွန်တော်ကတော့ဒီ PCI phone ဆိုတဲ့ VPN လေးကိုသုံးလိုက်ပါတယ်။ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ခဏ down လာတဲ့ app ထဲကိုဝင်ပေးလိုက်ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့ allow ကိုနှိပ်ပေးလိုက်ပါ။ပြီးရင်ကျွန်တော်တို့အပေါ်က add account ကိုနှိပ်ပေးလိုက်ပါဗျ။ဒီမှာတော့ကျွန်တော်အောက်က local account ကိုပဲသုံးလိုက်ပါတယ်ဗျ။ Microsoft account နဲ့ချိန်ရင် login error တွေဖြစ်တတ်လို့ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့နာမည်ရေးပြီးပြီဆိုရင်ကျွန်တော်တို့အောက်ကခဲတံပုံလေးနှိပ်ပေးလိုက်ပါဗျ။ Okay ဒီမှာတော့ကျွန်တော်တို့user name ကိုရေးပေးလို့ရပါတယ်ဗျာကျွန်တော်ကတော့ Minecraft Java လို့ပဲရေးလိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ version ကိုတော့release နေရာမှာကျွန်တော်ကနောက်ဆုံး version ကိုရွေးလိုက်ပါတယ်ဗျ။ control နေရာမှာကျတော့ကျွန်တော်ရဲ့control ကိုပဲသုံးလိုက်ပါတယ်ဗျ။ Okay ပြီးရင်ကျွန်တော်တို့ Java routine မှာအပေါ်ဆုံးကကိုနှိပ်ပေးလိုက်ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့save ကိုနှိပ်ပေးလိုက်လို့ရပါပြီ။ Okay ပြီးရင်တော့ကျွန်တော်တို့ play ကိုနှိပ်လိုက်ပါဗျ။ပြီးရင်ကျွန်တော်တို့အောက်ကအများလေးကိုနှိပ်ပေးလိုက်ပါ။ Okay အောက်က Minecraft ဒေါင်းတာပြီးရင်တော့ကျွန်တော်တို့ Minecraft Java ကိုဆော့လို့ရပါပြီဗျ။ Okay brother တို့အနေနဲ့မရှင်းတာရှိရင်လည်းကျွန်တော်ရဲ့ comment အောက်မှာရေးသွားလို့ရပါတယ်ဗျ။နောက်ပြီးတော့ Minecraft Java setting တွေဘာညာစမကလာတွေလည်းအကုန်မေးလို့ရပါတယ်ဗျ။ကျွန်တော်တီးတလောက်လေးပြန်ရှင်းပြပေးမှာဖြစ်ပါတယ်ဗျ။ Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုကျမှပြန်တွေ့ကြတော့ပေါ့ See you guys